သူကတော့အစိမ်းရောင်ဝတ်စုံနဲ့ကိုလုတ်တော်ပါပဲသူမဟာအစိတ်လူးထားတဲ့ညောင်ဦးသားကိုကင်ပြီးကျမနောက်ကိုတိတ်တဆိတ်လိုက်လာခဲ့တာလင်းဝင်ချိုးနင်ကအရှင်မင်းကြီးရဲ့မျက်နှာသာပေးမှုအားလုံးကိုခိုးယူသွားခဲ့တာနင်သာတည်သွားရင်အရာအားလုံးကမူလအတိုင်းပြန်ဖြစ်သွားလိမ့်မယ်တဲ့ကျမမျက်လုံးကိုတော့မဖွင့်ခဲ့ပါဘူးဒီလိုကိုယ်သေးရင်းကိုတူးနေတဲ့လူမိုက်မျိုးကကျမရဲ့အာယုံဆိုင်မှုကိုမထိုက်တန်ဘူးလေလုံကြီးကသူမကိုဒီထဲဝင်ခွင့်ပေးလိုက်တဲ့ကသူမရဲ့ရည်ရွယ်ချက်ကိုမသိဘူးလို့ထင်နေတာလားသူမဟာအံ့အားသင့်သွားပြီးလှည့်ကြည့်လိုက်တဲ့အခါတားမြင့်နေမည်ရဲ့ဝင်ပေါက်ကပိတ်သွားခဲ့ပါပြီလုံကြီးဟာကျမကိုစမ်းသပ်ဖို့ဒါမှမဟုတ်ကျမကိုသုံးပြီးဒီပြဿနာကိုရှင်းထုတ်ဖို့အတွက်သူမကိုအသုံးချခဲ့တာပါကျမလက်ကိုအသာအရာဝှေ့ရမ်းလိုက်တော့တားမြင့်နေမည်တဲ့ကငကားကြီးကန်းတွေဟာသူမကိုဝိုင်းုံတိုက်ခိုက်တော့တာပဲကျမသူမကိုမတက်ခဲ့ပါဘူးသူမအားကိုးနေတဲ့ငကားဘရင်ကသူမကိုဘယ်လိုမျိုးကစားသွားသလဲဆိုတာကိုသူမကိုယ်တိုင်မြင်တွေ့စေချင်လို့ပါတားမြင့်နေမည်ကနေပြန်ထွက်လာချိန်မှာတော့ကျမရဲ့ရွှေရောင်အတွင်းအားလုံးဟာအပိသက်တည်ငြိမ်သွားခဲ့ပါပြီအခုဆိုရင်ငကားနှန်းဆောင်ရဲ့အကူအညီမပါဘဲတောင်ကျမဟာလောကကြီးထဲမှာလွတ်လပ်စွာသွားလာနိုင်ပြီပေါ့လုံကြီးရဲ့ကျမအပေါ်ထားရှိတဲ့အကြည့်တွေဟာလောဘကနေကြောက်ရွံ့ယိုသေးမှုအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။လုံကြီးကမျိုးဆက်တဲ့ကိစ္စကိုထပ်ပြီးစကားဆဖို့ပြင်နေတော့မှပဲမြေခွေးမျိုးနွယ်စုရဲ့စေတမန်ရုတ်တရက်ရောက်လာခဲ့တယ်။ရောက်လာတဲ့သူကတော့မြေခွေးမျိုးနွယ်စုရဲ့ဒုတိယမြောက်အကြီးအကဲဖြစ်ပြီးအရန်ကိုမာနကြီးတဲ့အဖိုးကြီးတစ်ယောက်ပါသူကငကားဘရင်ကျင်းရတော့ချင်းဒီအဖိုးကြီးဟာမျိုးနွယ်စုကောင်းဆောင်ရဲ့အမိန့်နဲ့ရောက်လာတာပါလို့ပြောရင်းကျမကိုကောက်ချစ်တဲ့အကြည့်နဲ့ကြည့်တယ်အတိတ်ဘဝတုန်းကကျမငွေဘရင်နဲ့လက်ထပ်ခဲ့စဉ်ကသူဟာကျမကိုမျက်လုံးနဲ့တောင်လှည့်ကြည့်ခဲ့သူမဟုတ်ဘူးအခုတော့သူကဖြီးဖြန်းပြီးပြုံးပြနေလေရဲ့ဝမ်ချိုးမျိုးနွယ်စုကမင်းရွှေရောင်မသေးမျိုးအဆင့်ကိုရောက်သွားပြီလို့ကြားတဲ့အတွက်မင်းအတွက်အရန်ကိုခန်းထားတဲ့မင်္ဂလာလက်ဖွဲ့တွေကိုပြင်ဆင်ပေးထားတယ်။တဲ့ပြီးတော့မင်းကိုမြေခွေးမျိုးနွယ်စုစီပြန်လာပြီးဘိုးဘေးတွေကိုကြော့ဖို့ဖိတ်ကြားလိုက်တဲ့ကျမစိတ်ထဲကနေလှောင်ပြောင်လိုက်မိတယ်ဘိုးဘေးတွေကိုကြော့ဖို့ဆိုတာကအကြောင်းပြချက်တက်တက်ပါပဲ။လုံကြီးရဲ့မျက်နှာကတော့ချက်ချင်းပဲပြတ်သွားတော့တာပဲသူကကျမကိုသူ့ရဲ့ပိုင်ဆိုင်မှုတစ်ခုလိုသတ်မှတ်ထားတာဆိုတော့ဒီအချိန်မှာမြေခွေးမျိုးနွယ်စုကကြားဖြတ်ဝင်လာတာကိုသူလုံးဝအလိုမရှိဘူးလေဒုတိယအကြီးကဲဝမ်ချိုးကအခုငါရဲ့အင်ပါယာကျင်ရတော့ဖြစ်နေပြီးဘိုးဘေးကန်တော့တဲ့ကိစ္စကိုတော့နောက်မှဆွေးနွေးကြတာပေါ့လို့သူကတားလိုက်တယ်။ဒါပေမဲ့ဒုတိယအကြီးကဲကအလျှော့မပေးပါဘူး။သူကဝေးယုံထဲကနေမှန်တစ်ချက်ကိုထုတ်လိုက်တယ်။အဲ့ဒါကမြေခွေးမျိုးနွယ်စုရဲ့အထွတ်မြတ်ထားတဲ့မူလရုပ်သွင်းမှန် Mirror Simple Form ပါပဲငကားဘရင်။စိုးရိမ်မနေပါနဲ့ဒီမှန်ကကံကြမ္မာကရွေးချယ်ထားတဲ့ရွေးချယ်ခံရသူရဲ့ရုပ်သွင်းအမှန်ကိုဖော်ထုတ်နိုင်ပါတယ်။မိန်းကလေးဝမ်ချိုးရဲ့ဝမ်ဘိုက်ထဲမှာထူးခြားတဲ့အရှိန်အဝါတွေရှိနေပုံရတယ်လို့သူကဆိုလိုက်တယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါတခန်းလုံးစူညံသွားတော့တာပဲလုံကြီးကကျမရဲ့ဝမ်းပိုက်ကိုဝမ်းသာအားရစိုက်ကြည့်လာပြီးကျမကတော့မျက်မှောင်ကျုပ်လိုက်မိတယ်ဒီမြေခွေးအိုကြီးကကျမရဲ့ရွှေရောင်အတွင်းအားလုံး Golden Core ရဲ့အရှိန်အဝါကိုခံစားမိပြီးတနေသားလို့ထင်သွားတာပဲဒုတိယအကြီးကဲရဲ့စကားဟာမိုးကြိုးပစ်လိုက်တယ်လို့ပါပဲတခန်းလုံးကိုအုပ်အော်တောင်းနှင်းဖြစ်သွားစေခဲ့တယ်လုံကြီးရဲ့မျက်လုံးတွေဟာအယမ်းကိုစိတ်လှုပ်ရှားသွားတာကြောင့်လောဘဇောနဲ့ညီမြန်းလာခဲ့တယ်။သူကကျမရဲ့ဝမ်းပိုက်ကိုငကားမျိုးနွယ်ရဲ့အနာဂတ်ကဒီမှာပဲရှိနေတယ်လို့မျိုးအသေးချာစိုက်ကြည့်နေတော့တာပဲ။သူကအကြီးကဲရဲ့စကားကိုယုံသွားပြီလေ။ကျမကတော့စိတ်ထဲကနေလှောင်လိုက်မိတယ်။အဲ့ဒါကတနေသားမဟုတ်ပဲကျမရဲ့ခိုင်မာလှတဲ့ရွှေရောင်အတွင်းအားလုံးဖြစ်နေတာကိုဒါပေမဲ့ဒီထင်လွဲမှုကကျမအတွက်တော့အခွင့်အရေးပါပဲဒီအတိုင်းပဲလိုက်ရောညီထွေဖြစ်အောင်နေဖို့ကျမဆုံးဖြတ်လိုက်တယ်ကျမရဲ့ဝိညာဉ်စွမ်းအားကိုတိတ်တဆိတ်လှုပ်ရှားလိုက်ပြီးရွှေရောင်အတွင်းအားလုံးကိုနှလုံးခုန်တန်နဲ့တူတဲ့စီးချက်တစ်ခုအတိုင်းတုံခါစေလိုက်ပါတယ်ဒုတိယအကြီးကဲကလည်းတုံရင်နေတဲ့လက်တွေနဲ့မူလာသစ်မြင့်မှန်ကိုအသက်သွင်းလိုက်တယ်နူးညံ့တဲ့အလင်းနှန်းတစ်ခုကကျမကိုလွှမ်းခြုံသွားပြီးမှန်မျက်နှာပြင်ပေါ်မှာဆူရှာတောက်ပတဲ့ရွှေရောင်အလင်းနှန်းတွေပေါ်လာခဲ့တယ်အဲ့ဒီအလင်းတွေကနေတန့်ရှအင်းပြီးအားကောင်းတဲ့ဖိအားတစ်ခုထွက်ပေါ်လာတယ်ဖျားရည်ဒါဟာရိုးရိုးရွေးချယ်ခံရသူတင်မဟုတ်တော့ပါဘူးဒါဟာလူပြည်ကိုဆင်းသက်လာတဲ့နတ်ဖျားတစ်ပါးပဲခမ်းမထဲမှာရှိတဲ့ငကားစစ်သူကြီးအားလုံးဒူးထောက်ကျသွားကြပြီးလုံကြီးဟာလည်းထိမ့်မနိုင်သိမ့်မရပဲတဟားဟာအော်ရတော့တာပဲအဲ့ဒီရဲတန်ထဲမှာအကျွေးမဲ့ယုံကြည်မှုတွေပြည့်နေခဲ့တယ်လင်းဝင်ချိုးနင်ဟာတကယ်ကိုငါ့ရဲ့ကံကောင်းခြင်းကျေပွင့်ပဲငါရဲ့အမိန့်ကိုနာခံကြဒီနေ့ကစပြီးဝမ်ချိုးဟာငကားနှန်းဆောင်ရဲ့တူးရဲသောမိဖုရားခေါင်ကြီးပဲဘသူမဆိုဖီဆန်ရဲရင်တဆွေမျိုးလုံးကိုကိုမျက်စေဒီလိုယူသွနေကြတဲ့လူအုပ်ကြီးကိုကြည့်ရင်ကျမရဲ့မျက်နှာမှာရှက်သွေးဖြန်းတယ်လို့နဲ့အားနည်းခြင်းအောင်ဆောင်တဲ့အမူအရာကိုပြပြပြင်းပြင်းလုပ်ပြလိုက်တယ်ဒီအချိန်ကစပြီးငကားနှန်းဆောင်ရဲ့အရင်းမြစ်အားလုံးဟာကျမလက်ထဲရောက်လာတော့မှဖြစ်တယ်လို့လုံကြီးဟာလည်းကျမရဲ့သစ္စာအရှိဆုံးကိုရန်တော်ဖြစ်လာတော့မယ်ဆိုတာကျမသိနေတာပေါ့ကိုဝင်တီမြဲဖို့ဆိုတဲ့အကြောင်းပြချက်နဲ့လုံကြီးဟာငကားမျိုးနွယ်စုကနှစ်ပေါင်းတောင်းချီပိတ်ထားခဲ့တဲ့ဝိညာဉ်ပင်လယ်စမ်းရည်တွင်ကိုဖွင့်ပေးလိုက်တယ်သူကိုယ်တိုင်လည်းအဲ့ဒီစမ်းရည်တွင်ကိုနေတိုင်းစောင့်ကြပ်ပေးနေတယ်လို့ပင်လယ်ရေနက်ပိုင်းကရှားပါးတန်တာကြောက်တွေနဲ့နှစ်ပေါင်းတောင်းချီတက်တန်းရှိတဲ့ပလဲမုံတွေကိုလည်းလက်ဆောင်တွေအဖြစ်ရရရောရောပေးပို့နေတော့တာပဲအရင်ကကျမကိုလှောင်ပြောင်ခဲ့ကြတဲ့ကိုလုတ်တော်တွေဆိုရင်အခုဆိုကျမရဲ့နန်းဆောင်ဝင်းထဲကိုတောင်ဝင်ခွင့်မရှိကြတော့ဘူးအစိမ်းရောင်ဝတ်စုံနဲ့ကိုလုတ်တော်ဆိုရင်လည်းလုံကြီးကယာရုချပစ်လိုက်လို့အောက်ခြေအစီကံဘဝနဲ့ကျမရဲ့ဝင်းထဲမှာနေတိုင်းကြမ်းတိုက်နေရပြီးတခြားအစီကံတွေရဲ့အထင်မြင်သေးမှုကိုခံနေရတော့တာပေါ့ဘာလို့လဲငါကဒီကိုအရင်ရောက်တာလေဘာလို့လဲလို့သူမကမကြေမနက်ညီးတွဲနေရှာတယ်ကျမကတော့ဝိညာဉ်စမ်းရည်တွင်းထဲမှာထိုင်ရင်းအရက်မျက်နှာအသီးသီးကစီးဝင်လာတဲ့ဝိညာဉ်စွမ်းရည်တွေကိုခံယူနေမိတယ်အဖိုးတန်တဲ့အရင်းမြစ်တွေနဲ့ပေါင်းဆက်သွားတဲ့ကျမရဲ့ရွှေရောင်အတွင်းအားလုံးဟာပိုပြီးတော့တန့်စင်တောက်ပလာခဲ့ပြီးရွှေရောင်မသေးမျိုးအလေအလတ်အဆင့်ကိုရောက်ဖို့တိတ်မလိုတော့ဘူးဆိုတာကျမခံစားနေရတယ်
အဲ့ဒီအချိန်မှာပဲတကားပြင်ဘက်ကနေလုံကြီးရဲ့အရင်ကနဲ့မတူအောင်နှိမ့်ချထားတဲ့အတန်လေးထွက်လာတယ်ဝမ်ချိုဒီနေ့နေလို့ကောင်းရဲ့လားနှစ်ပေါင်းတောင်းချီတက်တန်းရှိတဲ့ငကားမျက်လုံးစေးလုံးကိုရောအစဉ်ပြေပြေသုံးဆောင်မိရဲ့လားတဲ့အရှင်မင်းကြီးရဲ့ဂရုစိုက်မှုအတွက်ကျေးဇူးတင်ပါတယ်ရှင်ကလေးကအခုတလောငြိမ်နေပေမဲ့ဝိညာဉ်စွမ်းရည်တွေကိုတော့ပိုပြီးလိုအပ်လာပုံရတယ်လို့ကျမကပြန်ပြောလိုက်တဲ့ဒါကိုကြားတော့လုံကြီးဟာပုံကြမဲ့အရင်မြစ်တွေအတွက်နှမျောတသက်ဖြစ်ရမယ့်အစားပို့လို့တောင်စိတ်လှုပ်ရှားသွားသေးတယ်ကလေးကစွမ်းအားတွေပိုတောင်းလေးပိုပြီးစွမ်းအားကြီးတဲ့တားကောင်းလေးရလေးလို့သူကယုံကြည်နေတာကိုကျမရဲ့ကိုဝင်ကိုထောက်ပံ့ဖို့အတွက်ဆိုရင်ပတ်ဝန်းကျင်ပင်လယ်ပြင်ကတတုကြောတွေကိုပါတိမ့်ပိုက်ဖို့သူစတင်စီစဉ်နေတော့တာပဲဒါပေမဲ့ဒီလိုတည်ငြိမ်နေမှုကခိုင်မြဲမှာမဟုတ်ဘူးဆိုတာကျမသိနေခဲ့တယ်။ငွေမျိုးနယ်စုဘက်ကဘာလို့ရှောင်းမှုမှမရှိတာကတကယ်ကိုထူးဆန်းလွန်းလာပါတယ်။လင်းဝံယုံကဒုက္ခရောက်နေပြီဆိုပေမဲ့ရက်ဆက်လာတဲ့ငွေဘရင်ဟာငကားမျိုးနယ်စုအင်အားကြီးလာတာကိုတော့ဒီအတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘူးလေ။တကယ်လည်းပဲငွေမျိုးနယ်စုရဲ့စေတမန်ဟာအဲ့ဒီအချိန်မှာပဲစိုက်စိုက်မြတ်မြတ်ရောက်လာခဲ့တယ်။ဒါပေမဲ့စစ်ကြေညာဖို့မဟုတ်ပဲကြီးမားတဲ့တန်းလောင်အင်ကြီးတစ်ခုကိုတည်ဆောင်လာခဲ့တာပါ။နှောင်အင်ကိုအမဲရောင်ပိတ်စနဲ့အလုံးပိတ်ထားပြီးအထဲကနေကြောက်စရာကောင်းတဲ့ကုတ်ချစ်တန်တွေထွက်နေခဲ့တယ်။ငကားဘရင်ကြီးခင်ဗျာအင်ပါယာကျင်ရတော်မှာရင်သွေးရတနာရှိနေပြီလို့ကြားသိရလို့ဘေးကင်းချုံးမွေ့စွာဖွားမြင်နိုင်ပါစေကြောင်းအထူးလက်ဆောင်တစ်ခုလာပို့တာပါလို့သူကဆိုတဲ့လုံကြီးကမျက်မှောင်ကျုပ်ရင်အမဲရောင်ပိတ်စာကိုဖယ်ခိုင်းလိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လူတိုင်းအံ့အားသင့်ပြီးအသက်ရှူမသွားကြတော့တာပဲအဲ့ဒါလင်းဝံယုံပါပဲဒါပေမဲ့သူမဟာလူသားတစ်ယောက်နဲ့လုံးဝမတူတော့ဘူးခန္ဓာကိုယ်တစ်ခုလုံးအမဲရောင်အကြေးကုန်တွေဖုံးလွှမ်းနေပြီးမျက်လုံးတွေကတော့ဘာမှမရှိသလိုဟာလာဟင်းလင်းဖြစ်နေခဲ့ပြီးလေချောင်းတွေကနေလည်းအရှက်ရှာဟင်းတန်တွေထွက်နေခဲ့တယ်သူမကိုငွေမျိုးနယ်စုကစေဝါကရိယာတစ်ခုအဖြစ်ပြုပြင်ပြောင်းလဲပစ်လိုက်ပြီးဆိုတာသိတာလှပါတယ်ဒါကဘာသဘောလဲငါ့ကိုယွန်းရှာအောင်လို့တတော်ဝါဆိုးတကောင်လာပို့တာလားလို့လုံကြီးကဒေါသတကြီးမေးလိုက်တယ်ဒါကတတော်ဝါဆိုးမဟုတ်ပါဘူးငွေမျိုးနယ်စုရဲ့လျှို့ဝှက်နီလန်းတွေနဲ့အခြားငွေတွေရဲ့သွေးအစီနှစ်တွေကိုတန့်စင်ပြီးဖန်တီးထားတာပါသူ့ကိုမိဖုရားခေါင်ကြီးရဲ့ဘေးမှာထားပေးုံနဲ့သူမစီမှာရှိတဲ့ကန်ဆိုးမှုတွေကိုစုပ်ယူပေးမှာဖြစ်လို့တနေသားလေးကိုဘေးကင်းစေမှာပါလို့စေတမန်ကရှင်းပြလေးရဲ့လောင်အိမ်ထဲမှာဝေဒနာခံစားနေရတဲ့လင်းဝံယုံကိုကြည့်ပြီးကျမရင်ထဲမှာစိတ်ကနေဖြစ်သွားမိတယ်ငွေဘရင်ရှင်လှုပ်လိုက်တဲ့ဒီအကွက်ကတကယ်ကိုရက်ဆက်လွန်းလှပါတယ်ဒါဟာတနေသားကိုအကာအကွယ်ပေးတာမဟုတ်ဘူးရှင်းနေတာပဲဒါဟာမြေခွေးမျိုးနယ်စုရဲ့သွေးချင်းဆက်နွယ်မှုကိုအသုံးချပြီးကျမရဲ့ရွှေရောင်တွင်းအားလုံးကိုဖျက်ဆီးဖို့စ조사တဲ့အသက်ရှိချိန်စာပဲငွေပြီးရှင်တော်တော်ကိုလွန်လာပြီးပဲဒါဟာကျမညီမဖြစ်သူအလိုရှိတဲ့အရာဆိုမှတော့သူမကိုနောက်ဖေးဥယျာဉ်ထဲကရေတွင်းပြက်ထဲမှာပဲပိတ်လောင်ထားလိုက်ပါကျမအားတဲ့အခါတိုင်းသူမစီကိုသွားကြည့်ကျင်လို့ပါကျမစိတ်မဆိုးတာကိုမြင်တော့လုံကြီးကသူမကိုခေါ်သွားဖို့လူလွတ်လိုက်တယ်ဒါပေမဲ့သူမကျမဘေးကဖြတ်သွားတဲ့အချိန်မှာနင်းဝံယုံရဲ့မျက်လုံးတွေထဲကပြင်းထန်တဲ့ရုန်းကန်မှုနဲ့အထင်မြင်သေးတဲ့အကြည့်တွေကိုတော့လုံကြီးသတိမထားမိလိုက်ဘူးညတကောင်အချိန်မှာတော့ကျမဟာကိုရန်တော်အားလုံးကိုကြော်ဖြတ်ပြီးနောက်ဖေးဥယျာဉ်ထဲကရေရင်းပြက်စီကိုတယောက်တည်းရောက်လာခဲ့တဲ့လင်းဝံယုံဟာရေရင်းထဲမှာပိတ်လောင်ခံထားရပြီးသူမစီကနေပုတ်စော်နံနဲ့အနံ့အသက်တွေထွက်နေခဲ့တယ်ကျမရဲ့လက်ညှိုးထိပ်ကနေရွှေရောင်အလင်းတန်းတစ်ခုလွှတ်လိုက်ပြီးသူမရဲ့ခန္ဓာကိုယ်ထဲကအလောင်းကောင်အစိတ် corpse poison တွေကိုယာယီထိန်းချုပ်ပေးလိုက်တယ်သူမကခေါင်းကိုဖြည်းဖြည်းချင်းမော့လာပြီးညီမြန်းနေတဲ့မျက်လုံးအစုံကနေကြည်လင်တဲ့မျက်ရည်တွေစီးကျလာခဲ့တယ်သွားမြန်သွားတော့လင်းဝံချိုးငွေဘရင်ကသူ့လိုချင်တာဒီကလေးမဟုတ်ဘူးကျမမျက်မှောင်ကျုပ်ပြီးသူမရဲ့ရှေ့မှာစောင့်ကြောင်ထိုင်လိုက်ရင်စိုက်ကြည့်လိုက်တယ်နင်ပါကိုဆိုလိုတာလေရှင်းရှင်းလင်းလင်းပြောစမ်းရစ်ပလင်ငကားနန်းဆောင်ရဲ့အောက်ခြေမှာရစ်ပလင်တစ်ခုရှိနေတယ်သူကငါ့ကိုလည်းရစ်ပူစော်တဲ့ပစ္စည်းတစ်ခုအဖြစ်ပြောင်းလဲလိုက်ပြီးနင်ကလေးမွေးမဲ့နေကြရင်အဲ့ဒီယာကြီးကိုအသက်ပြန်သွင်းဖို့အတွက်ဒီကဝိညာဉ်စွမ်းအင်အားလုံးကိုစုပ်ယူလိမ့်မယ်ကျမရဲ့နှလုံးသားဟာတုန်လှုပ်သွားခဲ့ပြီးဒါဆိုရင်ငွေဘရင်ရဲ့အလျှော့ပေးမှုတွေနဲ့လက်ဆောင်တွေအားလုံးဟာငကားနန်းဆောင်ကိုကြီးမားတဲ့ရစ်ပူစော်ကွင်းကြီးအဖြစ်ပြောင်းလဲဖို့ဖြစ်နေတာပဲကျမရဲ့ဘိုက်ထဲကရွေးချယ်ခံရသူဆိုတာကလည်းအဲ့ဒီပလင်ကိုဖွင့်ဖို့အတွက်အကောင်းဆုံးသောတောချက်ဖြစ်နေခဲ့တာကိုရုတ်တရက်လင်းဝံယုံဟာရေရင်းနံရံကိုအတဲအတန်စတင်တိုက်ခိုက်တော့တဲ့အလောင်းကောင်အစိတ်တွေကသူမစီမှာပြန်ပြီးထကြလာတော့မဲ့ပုံပဲငါ့ကိုတက်ပေးပါတော့တောင်းပန်ပါတယ်ငါ့ကိုတက်ပေးပါသူ့အစီအစဉ်အောင်မြင်သွားအောင်ခွင့်မပြုပါနဲ့သူ့ကိုကြည့်ရင်ကျမပထမဆုံးအကြိမ်ဖြစ်တနာစိတ်ဝင်မိသွားတယ်။သူကတော့အိမ်အောင်ရေးကောင်းတစ်ခုကိုပိုင်ဆိုင်လိုက်ရပြီလို့ထင်မှတ်ခဲ့တာဒါပေမဲ့အစကနေအဆုံးအထိသူဟာငွေဘရင်ရဲ့လက်ထဲကအသားတုံးတုံးထက်မပိုခဲ့ပါဘူး။ကျမသူ့ကိုမတက်ခဲ့ပါဘူး။သူ့ရဲ့ပါးစပ်ထဲကိုအသက်ကယ်ဆေးလုံးတစ်လုံးအတင်းထည့်ပေးလိုက်တယ်။အရင်ဆုံးအသက်ရှင်အောင်နေပါသူကအကွက်ကြီးကြီးခင်းကျင်နေမှတော့ကျမကလည်းအဆုံးထိလိုက်ကစားပေးရတာပေါ့နောက်ရက်တွေမှာတော့အားကောင်းတဲ့နတ်ဖျားအာယုံကိုအသုံးချပြီးငကားနန်းဆောင်ရဲ့စွန့်ရင်စီးဆင်းမှုအနက်ရှိုင်းဆုံးနေရာတွေမှာဖုံးကွယ်ထားတဲ့ရှေးဟောင်းစာသားအစီရင်ချို့ကိုကျမတကယ်ပဲရှာဖွေတွေ့ရှိခဲ့တယ်ဒီအစီရင်တွေဟာလုံခြီပို့ပေးနေတဲ့ရှားပါတန်ဖိုးကြီးပစ္စည်းတွေစီကစွန့်ရင်ကိုအနမ်းမရစုပ်ယူနေကြတာပါဒါကိုဘာမှမသိရှာပဲသူ့သားလေးကဝိညာဉ်စွန့်ရင်တွေစုပ်ယူနေတာလို့ရိုးရိုးသားသားယုံကြည်နေတဲ့လုံခြီကတော့နေတိုင်းပြုံးပျော်နေလေရဲ့ကျမသူ့ကိုတတိမပေးခဲ့ပါဘူးအဲ့ဒီအစီရင်စာသားတွေအပေါ်မှာအလွှာတစ်ခုနဲ့တိတ်တဆိတ်ဖုံးအုပ်လိုက်တယ်ငွေဘရင်ကငကားနန်းဆောင်ကိုအချောက်တိုက်စုပ်ယူခြင်းနေမှတော့ကျမကလည်းဒီရဲ့ပလင်ကိုသုံးပြီးငွေမျိုးနယ်စုတစ်ခုလုံးရဲ့အရင်းမြစ်တွေကိုပြန်ပြီးစုပ်ယူပြရမှာပေါ့မြေခွေးမျိုးနယ်စုကလူလွတ်ပြန်ပြီးဒီတစ်ခါတော့မျိုးနယ်စုခေါင်းဆောင်ကိုယ်တိုင်ရောက်လာတာပါသူဟာတစ်ခုခုကိုကြားသိထားပုံရပြီးနောက်ဆုံးချိန်မှာသူ့အတွက်ဝေစုရဖို့လာတာသိတာပါတယ်ဝမ်ချို
နင်းကလေးမွေးမဲနေ့မှာမျိုးနွယ်စုကအတောင်တင်းဆုံးအကာအကွယ်တွေကိုလွှတ်ပြီးအပြင်လူတွေမချင်းကပ်နိုင်အောင်စောင့်ကြပ်ပေးမယ်တဲ့အတိတ်ဘဝတုန်းကကျမကိုစွန့်ပစ်ခဲ့တဲ့မျိုးနွယ်စုခေါင်းဆောင်ကိုကြည့်ပြီးယွန်ရှာစိတ်ကလွဲလို့ဘာမှမခံစားရဘူးခေါင်းဆောင်ကိုအားနာရတာပေါ့ဒါပေမဲ့အဲ့ဒီနေ့မှာမွေဘရင်ကလည်းမလွဲမသွေရောက်လာမှဆိုတော့အစင်တင်းတော့ပြင်ထားစီခြင်းနဲ့လို့ကျမပြန်ပြောလိုက်တယ်ကြနေတာကိုကြည့်ရင်ကျမရဲ့ရင်ထဲမှာတော့အေးဆက်ဆက်တက်ဖြတ်လို့တဲ့စိတ်ဆန္ဒတွေပဲရှိနေခဲ့တယ်။လင်းဝံယုံကတော့လုံကြီးရဲ့လက်ထဲကသွေးခွက်ကိုယူသွတ်နေတဲ့တက်မှတ်မှုတွေနဲ့စိုက်ကြည့်နေတာကိုကျမသတိထားမိလိုက်တယ်။လုံကြီးထွက်သွားပြီးတဲ့နောက်မှာတော့လင်းဝံယုံကတကားတိုင်တွေကိုမှီထားရင်းသွေးစွန်းနေတဲ့တတွေးနဲ့ကျမကိုထွေးထုတ်လိုက်တယ်။ငါနေ့ရဲ့သွေးကိုတောက်မယ်နေ့ရဲ့အသားကိုစပွားမယ်လင်းဝံချိုးငရဲမှာနင့်ကိုစောင့်နေမယ်။နင်ကိုနေအနိုင်ရပြီလို့ထင်နေတာလားတဲ့ဒီတဘောမှာလဲနင်ငါလက်ကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူး။ငါသွေးကိုတောက်လိုက်ရုံနဲ့နင်အသက်ပြန်ရှင်လာမယ်လို့ထင်နေတာလား။ငွေဘရင်ကအတက်ကယ်ဆေးလုံးကိုပဲလိုချင်တာအဲ့ဒီသွေးဆေးလုံးသာဖြစ်တည်လာရင်သူကိုယ်တိုင်နင်းပိုက်ကိုခွဲထုတ်လိုက်မယ်။ကျမရဲ့စကားကြောင့်လင်းဝံယုံရဲ့မျက်နှာဟာတောင်တင်းသွားပြီးပိုလို့တောင်ယူသွတ်လာတော့တယ်။သူမဟာအချင်းခန်းတကားကိုအသေးအတန်ထုရိုက်ပြီးလူတိုင်းကိုရှောက်ဆဲတော့တာပဲ။သူမရဲ့အော်ဟစ်တန်တွေဟာတနေရာလုံးမှာပဲ့တင်ထက်နေခဲ့တယ်။မှောင်မဲနေတဲ့အချင်းထောင်ထဲမှာညီမနှစ်ယောက်ဟာတယောက်ကိုတယောက်အပြန်အလှန်ချိန်ဆနေကြပြီးဘသူကမှအလျှော့ပေးမဲ့ပုံမရှိဘူး။အမှန်တော့ကျမဟာလုံကြီးနဲ့မွေဘရင်တို့ရဲ့လောဘကိုစတင်တုံးချနေတာပါသူတို့နှစ်ယောက်ဟာပူးပေါင်းနေကြတယ်ဆိုပေမဲ့သွေးဆေးလုံးကိုတော့တယောက်တည်းအပိုင်စည်းကျင်နေကြတာမဟုတ်လားအဲ့ဒီနေ့မှာပဲမွေဘရင်ဟာလင်းဝံယုံကိုစစ်ဆေးဖို့အချင်းထောင်စီတယောက်တည်းရောက်လာခဲ့တယ်ကျမအတွက်အခွင့်အရေးရောက်လာပြီဆိုတာသိလိုက်တယ်မွေဘရင်ငကားဘရင်ကသူမကိုနေတိုင်းတိုက်နေတဲ့သွေးတွေဟာတကယ်ပဲကျမရဲ့အစီနှစ်တွေလို့ရှင်တကယ်ယုံနေတာလားငွေဘရင်ဟာလှုပ်ရှားမှုတွေရပ်တန့်သွားပြီးတန်တရားစိတ်နဲ့ကြည်လာတယ်သူဟာတန်တရားအရှိဆုံးလူစားမျိုးလေးဘာကိုဆိုလိုတာလဲလို့သူကမေးတယ်သူကအဲ့ဒီသွေးတွေထဲမှာအာနိတင်နေတဲ့ငကားအလောင်းကောင်အစိတ်တွေကိုထည့်ထားတာလေသွေးစေးလုံးဖြစ်တည်လာတဲ့နေ့ကျရင်ငကားသွေးရှိတဲ့သူပဲအဲ့ဒီအစိတ်ကိုထိန်းချုပ်နိုင်မှသူကရှင်ကိုအလကားခိုင်းစေပြီးမှနောက်ဆုံးကြရင်ရှင်ကိုသူ့ချေရင်မှာဒူးထောက်တောင်းပန်ခိုင်းဖို့စီစဉ်နေတာငွေဘရင်ရဲ့မျက်နှာဟာချက်ချင်းပဲပြာနှမ်းသွားတော့တယ်အဲ့ဒီအချိန်မှာပဲလုံကြီးဟာသူ့ရဲ့ကိုရံတော်တွေနဲ့အတူဝင်လာခဲ့တယ်မူလကပူးပေါင်းကြံစီနေကြတဲ့ဒီလူရုပ်မှာနှစ်ယောက်ဟာကျမရဲ့စကားတခွန်းကြောင့်ချက်ချင်းပဲရန်သူတွေလိုဖြစ်သွားကြတော့တာပဲငကားဘရင်ရှင်ငါ့ကွယ်ရမှာဒီလိုတွေလုပ်နေတာပေါ့သွေးဆေးလုံးကိုတယောက်တည်းယူချင်တာလားငွေဘရင်မင်းဘာဖြစ်နေတာလဲဒီသုံးမကြတဲ့ကောင်မရဲ့စကားတွေကိုနားမယောင်စမ်းနဲ့သူတို့နှစ်ယောက်ဟာအချင်းထောင်တကားဝမှာနေအခြေအတင်စကားများကြရာကနေလက်ပါတဲ့အထိဖြစ်ပွားပါတော့တယ်လင်းဝံယုံဟာအချင်းကန်းထဲမှာဒီမြင်ကွင်းကိုကြည့်ရင်ဥလိုက်သေးလိုက်ရေမောနေတာကြောင့်ကျမ်းပြင်ပေါ်တောင်လဲကြလူနီးပါဖြစ်နေခဲ့တယ်သူမဟာသူမရဲ့ပုံပြက်ပန်းပြက်ဖြစ်နေတဲ့မျက်နှာကိုကုတ်ချင်ရင်တက်လိုက်ကြဆန်းလို့ယူသွတ်စွာအော်ဟစ်နေတော့တာပဲသူမကိုနှိပ်စက်ခဲ့တဲ့ဒီလူနှစ်ယောက်တယောက်နဲ့တယောက်တပ်ပုတ်နေကြတာကသူမအတွက်တော့တခုတည်းသောပျော်ရွှင်မှုပါပဲလုံကြီးနဲ့ငွေဘရင်တို့ခမ်းမထဲမှာအသေးအတန်တိုက်ခိုက်နေကြစဉ်မှာပဲကျမဟာဖုံးကွယ်ထားတဲ့ဝိညာဉ်စွမ်းအားကိုသုံးပြီးတန်ကြေချင်းတွေကိုဖျက်ဆီးလိုက်တယ်ကျမချက်ချင်းထွက်မပြေးပဲလင်းဝံယုံရဲ့အချင်းခန်းစီကိုအရင်သွားခဲ့တယ်လင်းဝံယုံဟာအားရင်ကုန်ခန်းပြီးအသက်ငွေ့ငွေပဲကြံတော့တဲ့အခြေအနေပါကျမအနားရောက်လာတာကိုမြင်တော့သူမရဲ့မျက်လုံးတွေထဲမှာမုန်းတီးမှုတွေရှိနေတော့မယ်နင်ငါ့ကိုကဲမလို့လားနင်ရဲ့အကူအညီကိုငါမလိုချင်ဘူးလို့သူမကဆိုတယ်နင်ကိုကဲမယ်ဟုတ်လားညီမလေးနင်အိမ်မက်မက်နေတာပဲငါကနင့်ရဲ့နောက်ဆုံးခရီးကိုပို့ဆောင်ပေးဖို့လာတာပါကျမလက်ကိုတန်တိုင်တွေကြားကနေရှို့သွင်းပြီးသူမရဲ့ဦးခေါင်းကိုဓာတ်ရိုက်ဖိချလိုက်တယ်ကျမဘာကယူနာမှမပြခဲ့ပါဘူးသူမရဲ့ခန္ဓာကိုယ်ထဲမှာရှိနေသေးတဲ့အသက်ရှင်နေတဲ့မျိုးစေ့ကိုအမြစ်ကနေဆွဲထုတ်ပစ်လိုက်တယ်သူမရဲ့ခန္ဓာကိုယ်ပေါ်ကအကြေးကွန်တွေဟာအစိတ်စိတ်အမွှားမွှားကွဲထွက်သွားတော့တာပဲသူမဟာအတန်တိုးတိုးလေးညီးတွဲရင်ခန္ဓာကိုယ်တစ်ခုလုံးပြင်းမြန်စွာညှိုးနှမ်းသွားပြီးနောက်ဆုံးမှာတော့အမဲရောင်ရေပုတ်အိုင်တစ်ခုအဖြစ်ပြအောင်လဲသွားပါတော့တယ်ကျမအချင်းခန်းထဲမှာရှိတဲ့ဝိညာဉ်ကြောက်တုံးအားလုံးနဲ့လုံကြီးချန်ထားခဲ့တဲ့ရတနာတိုက်တော်ကိုယူပြီးအနောက်ကိုတစ်ချက်မှလှည့်မကြည့်ပဲထွက်လာခဲ့တယ်အပြင်ဘက်မှာတော့ငကားနှန်းဆောင်တစ်ခုလုံးပယမ်းပါတာဖြစ်နေခဲ့ပြီးပင်လေရီတွေဟာငကားသွေးတွေငွေသွေးတွေကြောင့်နေရဲနေတော့တာပဲလုံကြီးနဲ့ငွေဘရင်ဟာလည်းပြင်းထန်တဲ့ဒဏ်ရာတွေနဲ့တယောက်ကိုတယောက်အသေးသက်ဖို့စူးစမ်းနေကြတော့ကျမငကနန်းဆောင်ရဲ့အမြင့်ဆုံး6ကန်းပါပေါ်မှာရက်ပြီးအောက်ကယွန်စရာကောင်းတဲ့တိုက်ပွဲကိုငြိမ်သက်စွာကြည့်နေခဲ့တယ်ကျမမြေခွေးမျိုးနယ်စုစီကိုလည်းပြန်မသွားတော့ပါဘူးကိုကျိုးအတွက်ကိုသမီးကိုရောင်းစားခဲ့တဲ့အဲ့ဒီလူရုံမာရီစီကိုပြန်သွားဖို့မထိုက်တန်ဘူးလေကျမဟာငကားနှန်းဆောင်ဆိုတဲ့ဒီလှပတဲ့လောင်အင်ကြီးလေးကနေလွတ်မြောက်လာခဲ့ပါပြီအစီရင်တွေနဲ့စစ်ထုတ်ထားတဲ့နူးညံ့တဲ့ပင်လေရီတွေဟာကျမအတွက်တော့မရှိတော့ပါဘူးအဲ့ဒီအစားတုံရင်လောက်တဲ့အေးတက်နဲ့ငန်းကြီးကြီးအနက်သက်တွေပဲရှိပါတော့တယ်ကျမမှာငကားသွေးတွေပါလာခဲ့ပြီလုံကြီးရဲ့ရတနာတိုက်ထဲကနေကျမအသိန်းကျုံယူလာခဲ့တဲ့အစင်းမြင့်ဝိညာဉ်ရတနာတွေဆိုတာနှစ်ပေါင်းထောင်ချီစုဆောင်းထားခဲ့ရတဲ့အနှစ်သာရတွေပဲဖြစ်ပါတယ်ကျမမှာပုံအောင်ပြီးအေးအေးဆေးဆေးနေထိုင်သွားဖို့ဆန္ဒမရှိပါဘူးဒီပင်လယ်နယ်ကြီးထဲမှာအင်အားနေတဲ့မြေခွေးတစ်ကောင်ဟာပိုပြီးရက်ဆက်တဲ့ငါးကြီးတွေရဲ့ဝါမျိုးလာကိုပဲခံရမှာမဟုတ်လားကျမခိုးယူလာတဲ့ဒီရတနာတွေကိုအပြည့်အဝစုပ်ယူနိုင်ဖို့နေရာတစ်ခုလိုအပ်ပါတယ်ကျမဒီဖုန်းဆိုးမြေရိုင်းထဲမှာရှောက်သွားနေတာ3ရက်ရှိပြီဖြစ်ပေမဲ့ငကားနှန်းဆောင်ကလိုက်ဖမ်းတဲ့သူတွေကိုတော့အရေးအယောင်တောင်မတွေ့ရသေးဘူးလုံကြီးနဲ့ငွေဘရင်ဟာတယောက်နဲ့တယောက်သွေးထွက်တန်ရုပ်ဖြစ်အောင်လုပ်နေကြတာနဲ့တင်အလုံးရှုံနေကြလို့ကျမကိုဂရုစိုက်ဖို့အချိန်မရှိကြတာလည်းဖြစ်နိုင်ပါတယ်ကျမရဲ့ရှေ့မှာတော့စွန့်ပစ်ထားတဲ့ရေအောက်ကြောက်တုံးတော့အုပ်ကြီးတစ်ခုပေါ်လာခဲ့တယ်။အဲ့ဒီနေရာမှာကျင့်ကြံသူအစ်စ်နဲ့လူမိုက်အချို့ဟာတယောက်တည်းသွားလာနေတဲ့ခရီးသည်တွေကိုရုံမာတဲ့လောဘဇောတွေနဲ့ချောင်းချောင်းလူရက်နေကြတာပေါ့။မျိုးလုံးတစ်ဖက်လက်နေတဲ့လူကောင်ကြီးကြီးတယောက်နဲ့သူ့ရဲ့နောက်လိုက်အချို့ဟာကျမရဲ့လမ်းကိုပိတ်ဆို့လိုက်ကြတယ်။သူကတန်ကြီးတက်နေတဲ့လှန်တစ်ချောင်းကိုကင်ထားပြီးတက်တက်ရက်ရက်ဝစ်စင်ထားတဲ့ကျမကိုအကဲခတ်တယ်လို့စိုက်ကြည့်နေခဲ့တယ်။ဒီမြေခွေးမလေးကဘဲကနေရောက်လာတာလေ။အသားရည်ကလည်းနှုတ်ခတ်နေတာပဲရတနာတွေလည်းအများကြီးပါလာမှတေးကြတဲ့ကျမရက်လိုက်ပြီးသူ့ကိုအေးဆက်ဆက်စိုက်ကြည့်နေလိုက်တယ်။အတိတ်ဘဝတုန်းကဆိုရင်သူ့လိုလူမျိုးကိုကျမကမျက်လုံးနဲ့တောင်လှည့်ကြည့်မှာမဟုတ်ဘူး။ရတနာတွေလိုချင်တာလား။လာလေ
ယူသွားလိုက်ပေါ့အဲ့ဒီလူကောင်ကြီးရှေ့ကိုတလန်းတိုးယုံရှိသေးတယ်ကျမရဲ့ဝိညာဉ်သားကိုထုတ်လိုက်ပြီးတစ်ချက်တည်းနဲ့ပဲသူ့ကိုပိုင်းဖြတ်လိုက်ပါတယ်သွေးတွေဟာပင်လေရေထဲမှာနှွှင့်စင်သွားတော့တာပဲကျန်နေတဲ့နောက်လိုက်အနေငယ်ဟာလည်းထိတ်လန့်တကြားနဲ့လူစုခွဲထွက်ပြေးကြတာပေါ့ကျမသူတို့ကိုလွှတ်မပေးခဲ့ပါဘူးလူရက်ဖို့ရွေးချယ်ခဲ့ကြမှာတော့အသက်ခံရဖို့လည်းအစဉ်သင့်ပြင်ထားကြရမှာပဲနောက်ဆုံးမှာတော့သူတို့ရဲ့စခန်းကိုပဲကျမသိမ်းပိုက်လိုက်ပါတော့တယ်အဲ့ဒီစခန်းဟာမှောင်မဲပြီးဆိုးဆိုးတဲ့ကြောက်ခုတစ်ခုဖြစ်ပေမဲ့ကျမအတွက်တော့ဒါဟာအစပြိုးရနေရတဲ့တစ်ခုပါပဲတလခွဲလောက်ကြာပြီးတဲ့နောက်မှာတော့ကျမဖန်ဆီးထားတဲ့လန်တရေချင်းကြံသူတယောက်စီကနေသတင်းတစ်ခုကြားလိုက်ရတယ်လုံကြီးနဲ့ငွေဘရင်တို့တိုက်ပွဲရက်လိုက်ကြပြီတဲ့တယောက်ကိုတယောက်အသေးသက်ရှင်နေကြတဲ့အဲ့ဒီလူယုံမှာနှစ်ယောက်ဟာကျမကိုဖမ်းဆီးဖို့အတွက်အပေးအယူလုပ်ပြီးလက်တွဲလိုက်ကြတာပေါ့လုံကြီးဟာဒေါသတွေပေါက်ကွဲပြီးပင်လယ်ပြင်တစ်ခုလုံးမှာကျမကိုဖမ်းဆီးနိုင်သူကိုစုလက်တွေအကြီးကျယ်ပေးမယ်လို့ကြေညာထားခဲ့တယ်စုလက်ကအရန်ကိုများပြားလွန်းတာကြောင့်ပြစ်မှုကျူးလွန်ထားတဲ့ချင်းကြံသူတွေတောင်သွားရည်ကြနေကြတာပေါ့အရှင်လက်လက်ဖြစ်ဖြစ်အသေးဖြစ်ဖြစ်လင်းဝမ်ချိုးကိုဖမ်းပေးနိုင်တဲ့သူကိုပင်လယ်နဲ့ရဲ့စစ်တေနာပတိအဖြစ်ခန့်အပ်မယ်တဲ့ဒီသတင်းတွေကိုနားထောင်ရင်ကျမဟာလက်ထဲကချင်းကြံသူရဲ့လေဘင်းကိုအေးအေးလူလူပဲချိုးတက်လိုက်တယ်လုံကြီးကတော့အခုဆိုယူမတက်ဖြစ်နေမှာအသေးချာပဲသူ့ရဲ့နက်ဖျားရင်သွေးကိုတင်မဟုတ်ပဲရတနာတိုက်ထဲကပစ္စည်းတစ်ဝက်ကိုပါဆုံးရှုံးလိုက်ရတာကိုငွေဘရင်ရဲ့အခြေအနေကတော့ပိုဆိုးပါတယ်လင်းဝမ်ယုံအရေးပြောကြသွားတဲ့အမဲရောင်ရည်တွေကသူ့ရဲ့အဆင့်တက်လန်းဖို့မျောလင်းချက်အားလုံးကိုဖျက်ဆီးပစ်လိုက်ပြီလေကျမကိုအနက်ဆုံးနေရာမှာထိုင်ရင်လုံကြီးရဲ့ရတနာတိုက်ထဲကဝိညာဉ်အသွင်ပြောင်းဆေးလုံးတွေကိုတစ်လုံးပြီးတစ်လုံးပါဇက်ထဲပြည့်ထည့်နေမိတယ်ဒီဆေးလုံးတွေကအာနိတင်အရန်ပြင်းထန်တာကြောင့်တာမန်လူတွေဆိုရင်ခန္ဓာကိုယ်ပောက်ကွဲပြီးတည်နိုင်ပါတယ်ဒါပေမဲ့ကျမမှာကရွှေရောင်တွင်အားလုံးရှိနေတာကြောင့်ဒါဟာအဆင့်တက်ဖို့အတွက်အကောင်းဆုံးပါပဲခန္ဓာကိုယ်တွေကသွေးကြောတွေဟာမီးလောင်နေတယ်လို့ပူပြင်းနေပေမဲ့ကျမအန်ကျိတ်ပြီးတီးခံနေလိုက်တယ်နာကျင်မှုတွေကိုတီးခံလေးလေးကျမရဲ့စွမ်းအားတွေကပြန်လည်နိုးထလာလေးလေးပါပဲလင်းဝံယုံရဲ့ဝေဒနာခံစားပြီးတည်ဆုံးသွားတဲ့ပုံရိပ်ကကျမရဲ့အာယုံထဲမှာခဏခဏပေါ်လာပေမဲ့ကျမကတော့ကျေနပ်မှုကိုပဲခံစားရတယ်သူမလိုချင်တဲ့အတိုင်းဖြစ်သွားတာပဲလေသူမအရန်မမောခဲ့တဲ့အာနာနဲ့ယာတုတွေကြားမှာပဲသူမပုတ်တိုးသွားခဲ့ပြီအဲ့ဒီအချိန်မှာပဲကိုအပြင်ဘက်ကနေဖြိုပြဲခြေတံတွေကိုကြားလိုက်ရတယ်ဒီစုငွေမဲ့တဲ့မိုးဆိုးတွေကကျမထင်ထားတာထက်ပိုပြီးသတိကြီးကြပုံရတယ်ဝိညာဉ်ကြောက်တုံးတော့အုပ်ရဲ့အပြင်ဘက်မှာစုငွေမိုးဆိုး12ယောက်လောက်စုယုံနေကြပြီးနမဲဆိုးနဲ့ကြော်ကြတဲ့အစိတ်စရာတယောက်ဦးဆောင်ပြီးသူတို့တွေရောက်လာကြတာပေါ့သူတို့ကမစင်မချင်းဝင်မလာရဲပဲအပြင်ကနေပဲလှမ်းပြီးအော်ဟစ်နေကြတယ်နင်းဝင်ချိုးပုံမနေနဲ့တော့ငကားဘရင်ကပြောလိုက်တယ်နင်သာရတနာတိုက်ထဲကပစ္စည်းတွေကိုအကုန်မပေးရင်နင့်ကိုအလောင်းတော်အဖက်တင်စေမှာမဟုတ်ဘူးကျမကူထဲကနေဖြည်းဖြည်းချင်းလမ်းလျှောက်ထွက်လာခဲ့တဲ့ပင်လေရီတွေကတစ်ဆင့်ဖြာချလာတဲ့နေအောင်ကြီးကကျမရဲ့ဖြိုဖြိုဖြိုမျက်နှာပေါ်ကိုကြားရောက်နေတယ်ကျမရဲ့စွမ်းအားတွေအပြည့်အဝပြန်မရသေးပေမဲ့ဒီအမိုက်တွေကိုရှင်းပြဖို့ကတော့လုံလောက်တာထက်တောင်ပိုပါသေးတယ်လုံလောက်တာထက်တောင်ပိုသေးတယ်အလောင်းဖက်တင်ဖို့တောင်းဆိုရဲတယ်ပေါ့နင်တို့ကမထိုက်တန်ပါဘူးအစိတ်ဆရာကသူ့လက်ကိုဝေ့ရမ်းလိုက်တာနဲ့ပင်လေရီထဲမှာရေတွက်လို့မရတဲ့အစိတ်ညင်တွေပြန့်နှံ့သွားတော့တယ်ကျမရှောင်မနေပဲလူအုပ်ထဲကိုတဲ့တဲ့ပဲတိုးဝင်လိုက်တယ်ကျမလက်ထဲကဝိညာဉ်သားဟာပုံရိပ်ရောင်တွေအဖြစ်ပြောင်းလဲသွားပြီးကြောက်တုံးတော့အုပ်တစ်ခုလုံးမှာအော်ဟစ်တန်တွေပဲ့တင်ထက်သွားခဲ့ပြီးငွေမက်လို့အသက်နဲ့ရင်းရဲတဲ့ဒီလူတွေဟာအကျွမ်းမဲ့အင်အားရဲ့ရှိမှာတော့စက်ကူလိုပဲအားနေလွန်းလာပါတယ်ဘသူကမှအသက်ရှင်လျက်လွတ်မပေးခဲ့ဘူးလဲကျသွားတဲ့သူတိုင်းကိုဓာတ်နဲ့အပြီးတက်တက်ပစ်ခဲ့တယ်အခြေအနေမကောင်းတာကိုမြင်တော့အစိတ်ဆရာကထွက်ပြေးဖို့ကြိုးစားပေမဲ့ကျမကသူ့ရင်ဘက်ကိုခြေထောက်နဲ့နင်းထားလိုက်တယ်ကဲပါဦးကျွန်တော်တို့ကိုငကားဘရင်ကအတင်းခိုင်းတာပါတဲ့ကျမဒီအစိတ်ဆရာကိုမတက်ခဲ့ပါဘူးသူ့ကိုပြန်လွှတ်ပြီးလုံကြီးစီကိုသတင်းစကားတစ်ခုပါခိုင်းလိုက်တယ်